ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျဒီတုံးလုံးဒုတိယ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်က22ရက်12လပိုင်း2026ရက်နေ့မှာ26ရက်12လပိုင်း2026ရက်နေ့အထိတပတ်စာအကောင်းဆုံးစာလို့ခဏထွက်စနေကိုတင်ပြပေးပါမှာဖြစ်ပါတယ်အခုပြထားတာကတော့ကျွန်တော်တို့22ရက်12လပိုင်း26ရက်နေ့မှာစတင်မယ်အကောင်းဆုံးခဏ12ခွက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးဗျ